1966 ခုနှစ်ကမ္ဘာဖလားမစတင်ခင်3လအလိုလန်ဒန်မှာပြသထားတဲ့ကမ္ဘာဖလားရဲ့ရုပ်တရက်အခိုးခံလိုက်ရတယ်။တကမ္ဘာလုံးရုပ်တည်ဖြစ်သွားတယ်။ရဲတွေစုံတော့တွေအားလုံးခေါင်းမိတောက်နေတဲ့အချိန်မှာမထင်မှတ်ထားတဲ့ hero တွေကပေါ်ထွက်လာခဲ့တယ်။အဲ့ဒီ hero ကတော့လူသားတယောက်မဟုတ်ခဲ့ပါဘူး။1966 ခုနှစ်တုန်းကအင်္ဂလန်နိုင်ငံရဲ့ကမ္ဘာဖလားအိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့အားလုံးအဆင်သင့်ဖြစ်နေပါတယ်။ဘောလုံးရဲ့မူလပူတာလို့ကြွေးကြော်ထားတဲ့အင်္ဂလန်အတွက်ဒါတမောင်းရဲ့အခိုက်အတန့်ပေါ့ဗျာ။ဒါပေမဲ့ပြိုင်ပွဲမစတင်ခင်3လအလိုမတ်လ20ရက်နေ့မှာတော့တကမ္ဘာလုံးဟာကနေဟင်းနေဖြစ်သွားစေမယ့်သတင်းစိုးရိမ်တခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါတော့လန်ဒန်မြို့ Westminster ခန်းမမှာပြလာတဲ့ရွှေစင်စစ်ဂျူရီမက်ကမ္ဘာဖလားကိုခိုးခံလိုက်ရတာပါ။လုံခြုံရေးအများကြီးချလာတဲ့ကြားတခိုးကနောက်ဘေးတစ်ကောက်ဖြတ်ဖလားကြီးကိုယူပြီးဂလေထဲမှာပျောက်ချင်းမလားပျောက်သွားခဲ့ပါတယ်။စကော့တလန်ရဲတပ်ဖွဲ့တစ်ခုလုံးခေါင်းမိတောက်သွားတယ်လို့အင်္ဂလန်ဘောလုံးဖွဲ့ချုပ်တစ်ခုလုံးကလည်း FA ရဆိုလို့ရှိရင်အရှက်ရတော့လို့ဖလားအတုပုံတစ်ခုအောင်တိတ်တိတ်ခိုးလို့ခိုင်းခဲ့တဲ့အခြေအနေကဆိုးရွားလွန်းခဲ့ပါတယ်ဖလားပြောက်ပြီး9ရက်ကြာတဲ့အထိဘာတဲလုံးသာတစ်ခုမှရခဲ့ခြင်းလည်းမရှိခဲ့ပါဘူးတနိုင်ငံလုံးခေါင်းမိတောက်ပြီးစိတ်ပူနေတဲ့အချိန်မှာလန်ဒန်မြို့တောင်ပိုင်းကနေပြီးဂျူလာကြီးဆိုတဲ့နေရာတစ်ခုမှာဒေးဗစ်ကိုဘတ်ဆိုတဲ့မျိုးသားတစ်ယောက်သူ့ရဲ့အိမ်မွေးခွေးလေးတစ်ကောင်နဲ့သူလမ်းလျှောက်ထွက်လာခဲ့ပါတယ်သူ့ခွေးလေးရဲ့နာမည်ကတော့ပစ်ကဲလို့ခေါ်တဲ့ခွေးလေးပါအဖြူနဲ့မဲရောထားတဲ့ခေါ်လီမျိုးအစားခွေးလေးပေါ့ဗျာလမ်းလျှောက်နေအိမ်ရဲ့ခြံစည်းကိုအပြင်မှာခြုံဖို့တစ်ခုအနားရောက်မှာပစ်ကဲရုတ်တရက်ရက်တန့်သွားရဲ့ဗျသူကခြုံဖို့အောက်ကအထုပ်တစ်ခုအတဲအတန်အနံ့ခံခြေထောက်နဲ့ရက်ပြီးတော့တခင်ဖြစ်ပြီးအချက်ပြနေခဲ့ရဗျဒေးဗစ်ကအစတော့ဒါဘုံသလုံးများလားဆိုပြီးတော့တန်ရဝင်ပြီးတော့လန့်နေခဲ့ရဗျဒါပေမဲ့ဒင်းစာစကူတွေနဲ့ပတ်ထားအထုပ်ကိုဖြီးကြည့်လိုက်တဲ့အခါမှာတော့ဘရာဇီး West Germany ဥရုဂွေးဆိုတဲ့စာလုံးတွေကိုတွေးလိုက်ရပြီးတော့အထဲမှာတောက်ပနေတဲ့အမျိုးသမီးယုံနဲ့ရွှေဖလိုက်တစ်ခုတွေးလိုက်ရပါတော့ဒီနေရာမှာဇလန်ပြီးမသွားရပါဘူးဒေးဗစ်ရဲ့ဖလားကြီးကိုပိုက်ပြီးရဲစခန်းကိုချက်ချင်းသွားရခဲ့ပါတယ်ဒါပေမဲ့ရဲရဲ့ဒေးဗစ်ကိုကျေးဇူးတင်ဖို့နေတာဖလားကိုရဲ့တခုကိုတန်ရဝင်ပြီးတော့မနက်2နာရီခွဲဒီစစ်ဆေးမင်းမြန်ခံခဲ့ရပါတယ်နောက်ဆုံးမှာတော့အစစ်မှန်တစ်ခုမဟုတ်မှပေါ်သွားခဲ့ပြီးတော့ဒေးဗစ်နဲ့ပီကယ်တို့ကတညာရဲနဲ့ကဘာကျော်သွားခဲ့ပါတော့တယ်ပီကယ်ကတော့the year စုကိုရရှိခဲ့တယ်လို့စုရင်းကိုပေါင်6000ကိုလည်းရရှိခဲ့ပါတယ်ပေါင်6000ကအခုကာလတန်ဖိုးရဆိုရင်တော့ပေါင်3သိန်းနီးပါးလောက်ကိုသူရရှိခဲ့ရအောင်ရုပ်ရှင်တွေရိုက်ရတဲ့ TV season တွေမှာပါရပြီးတော့ဒီနှစ်စာအစားအစာရိတ်ကိုလည်းသူအလကားရရှိခဲ့ပါသေးတယ်အင်္ဂလန်အသင်းကမ္ဘာဖလားရတော့တဲ့ညစာစားပွဲမှာလည်းကစားသမားတွေရဲ့စနီးတွေတောင်မတက်ရောက်ခွင့်မရခဲ့ပေမဲ့ခွေးလေးပစ်ခဲ့ရတော့ဖိတ်ကြားခံခဲ့ရပြီးတော့ကံပြားရဲ့နောက်ဆုံးကြံတဲ့ကြံနေတော့ရှာနဲ့ရက်ခွင့်ရခဲ့ပါသေးတယ်ကန်ဆိုးတာနဲ့ပစ်ခဲ့1968ခုနှစ်မှာမတော်စားမှုတစ်ခုနဲ့တိတ်ဆုံးသွားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ခုံဘိုးကတော့ဒီနေ့ထိကျန်နေသေးပါပဲကျွန်တော်ဘောလုံးတမိုင်းမှာဆိုရင်တော့ဘော်ဘီမိုရိုတို့မာရာဒိုနာတို့ကစားသမားတွေကကွင်းထဲမှာခြေစမ်းပြပြီးတူရဲကောင်းတွေဖြစ်ခဲ့ကြပါမယ်ကွင်းပြင်ပမှာတော့ဘောလုံးတစ်ချက်မှမကန်ဘဲနဲ့နိုင်ငံရဲ့ဂုဏ်သိက္ခာကိုကယ်တင်ပေးခဲ့ပူတာတော့အမိတနတ်နဲ့ခွေးလေးပေးခဲ့ပဲဖြစ်ပါတယ်တကယ်လို့တော့ပေးခဲ့တာဒီကမ္ဘာဖလားကြီးကိုမရှာမတွေးခင်အင်္ဂလန်နိုင်ငံကမ္ဘာလယ်မှာဘယ်လောက်တောင်အရှက်ရမလဲဆိုတော့တွေးကြည့်ရင်ဒီခွေးလေးကြီးဆိုဘယ်လောက်ကြီးမှလဲဆိုတော့ကျွန်တော်တို့သိနိုင်ပါတယ်ဒီလိုစိတ်ဝင်စားစရာဘောလုံးအကြောင်းအရာတွေကိုအများနဲ့တင်ဆက်ပေးနေအောင် Pitch Talk Channel လေးကိုလည်း like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျ